မင်္ဂလာပါရှင်မင်္ဂလာတုံထောက်ကျန်ဗရမ ्या မြေအိမ်ချန်ဒီမှာခိုင်မာတဲ့ရွာမြေစစ်စစ်ပေါ်မှာတိစောက်ထားတဲ့သိန်း1000နဲ့သိန်း1000အထက်မှာရှိတဲ့အိမ်လေးတွေကိုရောင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်ပေးပါရှင်ပထမဆုံးအိမ်လေးကပေကျ30ပတ်လည်ရှိတဲ့လိုင်းကန်း3ခန်းပါတဲ့သိန်း1000အိမ်လေးပဲဖြစ်ပါတယ်ဒုတိယအိမ်လေးကကြတော့ပေကျ2950ရှိတဲ့သိန်း1150တဲ့အိမ်နဲ့ချန်လေးဖြစ်ပါတယ်ရှင်ချန်ထဲမှာကားထားလို့ရပါတယ်တီးပင်စားပင်တွေလည်းစိုက်ထားပေးပါတယ်နော်တတိယအိမ်လေးကကြတော့ပေကျ2060ရှိတဲ့သိန်း1950တဲ့အိမ်နဲ့ချန်လေးပဲဖြစ်ပါတယ်ဒီအိမ်လေးထဲမှာဆိုလို့ရှိရင်အိမ်ခန်း2ခန်းပါတယ်ပြီးတော့ဝိရှော်ဆက်ရေခဲတစ်တာအဲကွန် wifi ဆက်နဲ့ပြီးတော့တစ်လုံးနဲ့ပါရှိပါတယ်အိမ်လေးကသက်ရက်ပြီးတော့ကြွပြားအပြည့်ခင်းထားတာဖြစ်ပါတယ်အိမ်ရှိမှလည်းပဲကားနှစ်စီးလောက်ထားလို့ရပါတယ်ရှင်တကားများကိုလည်းရှင်းလုံးစကားတက်ထားပေးတာဖြစ်ပါတယ်ချန်စီယိုကလည်းအိုဒတိုင်းခထားတာဖြစ်တယ်နောက်ဆုံးအိမ်လေးကကြတော့ပေကျ1550ရှိတဲ့သိန်း2000အိမ်လေးပဲဖြစ်ပါတယ်အိမ်လေးကနှစ်ထပ်ကွဲလေးဖြစ်ပါတယ်အခုပြောပြပေးသွားတဲ့အိမ်လေးတွေကဇင်းကြီးကျောင်းကြီးလူစီကားပြီးတော့ရက်ွက်အေဂျင့်အဆင်ပြေတဲ့နေရာလေးတွေမှာရှိတဲ့အတွက်ဝယ်ယူတူလူချင်းများအတွက်ရန်ကုန်မှာအဆင်ပြေပါတယ်ရှင်ပြီးတော့လမ်းတစ်လမ်းမကြီးနဲ့လည်းနီးတယ်ပြည်လမ်းမကြီးနဲ့လည်းအနီးဆုံးမှာရှိပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဗမာမြေချန်နယ်ကိုအခုပဲဆက်သွယ်လိုက်တော့နော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးသွားလို့လည်းကျေးဇူးတင်ပါတယ်ရှင်